Viena Chini Kusan Doya Itajam Ayashubani Jani Yogi Duosimia Al-Madrid Yaswamiya Tataroti Shah Shidi Kala Menmaruwe Kala Buddha Chiran Kala Chiliva Nadayayama Kalina Amadana Tenayore Chilima Mini Deya Atote Kama Mini Six Deya Yosure Kana Yema Chanda Muni Bima Kauna Kauna Dida Odeya Lude Muni Solu Yoshu Idu Sure Deya Seke Iji Muni Iji Ideali Yang Lunda Sisi Balu Yasabia Udara Mugre Dida Daloya Nia Check Connection Ibe Bani Ini Asinjaya Okre Nama Shit Sinamara Yogi Nadaya Ato Ine Kamo Tarata Kayo Luko Paula Nidarani Daya Ato Takari Hanakuma Pimana Shiba Yokimana Pura Yauna Jina Kaita Achayni Jana Ato Iriya Pumira Kaya Simani Ayona Mase Mayame Ayo Mame Sayati Yoga Riya Yoga Tarata Kaya Hanakuma Pimana Kadali Mamadi no Ayoni Nira Kaya Sindi Atarata Kaya Hanakuma Pimana Ko Papa Sisi Tete Chandana Yamadu Yamade Ei Jawdi Sisiya Ayamasa Yashina Kanaguma Pimbamu Vinyani Kala Kanaguma Pimbame Reta Chandana Vinyani Kala Ayam Sisi Balu Yasa Yashina Pimbamu Verone Namashika Daya Atude Yogi Sekema Kusito Nuko Ulan Kerani Mazayema Yogakai Kumachene Mada Yabo Sega Bomaja Akade Yama Ine Yami Dana Amatochi Nese Koye Ado Loma Uya Yores Kusita Ine Segi Yala Rihadi Vane Arada Yonuko Bahuna Ugarani Teago Payima Yidada Boli Tina Reka Yonji Muri Abama Reka Athena Chila Reka Teamate Achayi Yamate Nai Dudu Yobama Ato Chese Piora Una Uya Ye Chauko Kauna Lena Sura Lena Kangau Soto Machi Ye Sita Arada Via Ato Judam Miana Arabu Sindaya Rikaya Utaya Namada Senga Ea Ato Yogina Masay Mahayurikai Tata Sikri Mahayuma Kanina Iji Takadari Mamachina Kumania Majaka Sika Uko Sayama Niki Shi and Adama Ita Sayama Diki Yadana Tamari City Yamri City Yadana Sindachi Tamahika says, Yade, Taine, Ware, Yaone, Bukuya, Kidan, Kidana. A mother to me, money, Taine, Taine, out of the peanut man. A William, Chusa,
သိက္ခာရိကလည်းမိမိရဲ့ခန္ဓာကိုယ်ထဲမှာကပ်ပြီးတော့မှထားကတ်တဲ့စကားတော့မိမိရဲ့မောင်လိုက်ကိုကြည့်နေစဉ်မောင်လိုက်နဲ့မှာစိတ်ကိုကတ်တဲ့လက်မှာစိတ်ကိုထားခြီသွားရင်ခြီမှာစိတ်ကိုထားခေါင်းလုံးကောင်းစိတ်ကိုထားတာကိုသမာဓိကိုခေါ်တာတည်ကြည်ရဲ့ကတ်ဒီကတ်အဲ့ဒီလိုလေးနဲ့ကတ်တဲ့အခါတော့သမာဓိရိတ်ကိုပါဝေထားသမာဓိတရားရရှိဖို့အတွက်သမာဓိနဲ့ပွားလို့ရှိရင်ယထာကပါစနာဤပုံနေတဲ့အတွက်ဖြစ်နေတဲ့အတိုင်းသင်္ချားနေတဲ့အတိုင်းရုပ်သဘာဝတရားတွေနဲ့မျိုးပြောင်းလဲစိတ်လို့ခေါ်တဲ့နန္တရားကဥပွားလို့တဲ့အာယုန်ကိုကောင်းတဲ့အာယုန်မကောင်းတဲ့အာယုန်ရောက်သွားလို့ပြီးတယ်အိန္ဒြေရရှိတာထိနေတာသမာဓိတာတည်ကြည်တဲ့စိတ်ချမ်းသာတဲ့စိတ်ဖြစ်သလားဒါကိုပဲစဉ်းစားကြည့်ပါတဲ့သုံးသပ်ကြည့်ပါတဲ့မြတ်စွာဘုရားရှင်ကပြပါခဲ့ပါမယ်ဥဒိတာကိုမြတ်စွာဘုရားရှင်ကကောင်းမကောင်းတရားဆယ်ခုကောင်းတဲ့တရားဆယ်ခုပေါ့အကုသိုလ်တရားဆယ်ခုယုံမှတဲ့တရားဆယ်ခုပေါ့ဆိုးသွမ်းတဲ့တရားဆယ်ခုပေါ်လာတဲ့အကုသိုလ်တရားတွေပယ်ရှားရတယ်ယောဂီရဲ့တရားမှာအလိုကြီးမှုတွေများနေစိတ်ကပေါက်ပြန်မှုတွေများနေအိမ်နိုင်မှုတွေများနေပြန်နေမှုတွေများနေတို့လိုယုံမှမှုတွေများနေအမြဲတမ်းမှုတွေများနေစိတ်ကမြင့်မားတာမကောင်းတာတွေးတာအန္တရာယ်စိတ်ခန္ဓာကိုယ်ကြီးကပြင်မာနေပြင်းတဲ့စိတ်များနေစိတ်မတည်ကြည်တဲ့စိတ်များနေရှိအကုသိုလ်ဖြစ်တယ်ဘယ်လိုအကုသိုလ်လဲရုပ်မှာလည်းအကုသိုလ်အဲ့ဒီအကုသိုလ်တရားကိုပယ်ရှားဖို့ရတယ်တဲ့အဓိမကဆန္ဒအဓိမတော်ဆန္ဒလုံးလုံးကဲပယ်လို့တဲ့ဆန္ဒရှိရတယ်ဝိရိယကြိုးစားတဲ့ဆန္ဒဥဒ္ဒါပေါ်တိုင်းမှတ်ဥဒ္ဒုံကြီးဆိုတာအလုံးကိုကျူးစားရတယ်ဒီကဘာနဲ့တူအောင်ကျူးစားရတယ်အပတိဝါဒီတဲ့နောက်မဆုံးရစိတ်ကြီးချောရပြန်ကြီးနေတဲ့စိတ်ကြီးမမချင်းတဲ့စိတ်ကြီးစိတ်ကမကြဘူးတတိကိုယ်မူရာယုတ်ရာချင်းချမ်းနေယုတ်ကိုစိတ်မူရာနန္တရားချင်းချမ်းနေနန္ဒီကိုမှတ်တယ်ဆိုပြောနေတာတတိထားတတိရှိရတယ်တာမဇင်ညဒီတရားတွေဟာဘာကြောင့်လို့ပြောသွားတာဒါနည်းကစိတ်ဆိုးတွေကပြောသွားတာခန္ဓာကိုယ်ကပြော့နေလို့ဆိုတဲ့စဉ်းစားမှုတမ္ပါစီညာကောင်းစွာအပြားပြီးတယ်ကိုယ့်ရဲ့ပတ်ချက်အဲ့ဒီကျူးစာအထုတ်ပါလို့မြတ်စွာဘုရားရှင်ကဉာဏ်တော်များကိုအားကြားခဲ့ပါတယ်မြတ်စွာဘုရားရှင်ကဥပမာလေးနဲ့ပြောပြရှင်းတာလို့အဝမီးလောင်နေရတယ်မိမိရဲ့ဥပမာမီးလောင်နေရတယ်မီးလောင်မှုလည်းခုရှိပါတယ်အဲ့ဒီနဲ့ကိုယ်ထဲမှာအဝမီးလောင်တာကိုမိမိရဲ့ခေါင်းလောင်နေတဲ့ပြီးငြိမ့်တာကိုရလုံလာကိုရဆွဲနေမရှို့တယ်ကျူးစားရတယ်အဲ့ဒီမြတ်စွာဘုရားရှင်ကမိန့်ပါခဲ့ပါတယ်ကုတရားထုတ်တဲ့ယောဂီတွေမှာလည်းအတွေ့အကြုံလောင်တာရှိတယ်ကြောင့်ဘုရားမှာလည်းဆိုတော့မျက်စိနဲ့အစင်းပေါ်လာတာလေးကိုတွေ့ရင်စိတ်ထဲမှာတိုက်သွားတယ်ဒါကပြီးတော့ကောင်းတဲ့အတန်လေးကိုကြားရင်အဲ့ဒီအတန်လေးကိုကြိုက်နေတဲ့တဏှာမီးလောဘမီးပါမကောင်းတဲ့အစင်းကိုမြင်ရတယ်မကောင်းတဲ့အတန်ကိုကြားရတယ်ဒေါသမီးလောင်နေတခါတလေကိုမတိုက်တာကိုမသိတာကြားလို့ရှိရင်
ဆုံးဖြတ်နိုင်တဲ့စွမ်းအားရှိဘောပါချိုးရတဲ့ကံကောင်းတာလေးရှိလို့ရှိရင်အနာပြီးလောက်ခံရတယ်တချို့တော့အစားကောင်းတာလေးကိုတွေ့ရင်ရတာတနာလေးနဲ့လောဘပြီးလောက်ရတယ်အနာမတော့ရင်ဒေါသအစားမတော့ရင်ဒေါသပြီးလောက်တယ်နောက်တော့အတွေ့အရှိတွေပေါ့အဖို့ကောင်းကောင်းလေးကိုရအတွေ့အရှိကောင်းလေးတွေတွေ့ရတာညာတတ်တဲ့ဓာတ်ကပြီးအဲ့လိုကြောင်းလေးနဲ့ပြီးလောက်ရှိဟောဒီတတိပဋ္ဌာန်တရားနဲ့ငြိမ်းတာအဲ့ဒီငြိမ်းမှုတွေနဲ့သာပြရရှိတတိပဋ္ဌာန်တရားအားထုတ်ခန္ဓာကိုယ်မှာလည်းပြင်ပန်းနေတယ်စိတ်ကြီးရတယ်မငြိမ်ဘူးကိုယ်လည်းစိတ်လည်းပူနေတဲ့အချိန်ကြာလို့ရှိမိငြိမ်းတဲ့နီးပေါ်တယ်ဒါတော့ systematic ဆိုတာမိပညာပြီးတဲ့ဉာဏ်သာပြရှိဒါကြောင့်မို့ယောဂီတို့တရားအားထုတ်လို့ခန္ဓာကိုယ်လည်းပြင်ပန်းစိတ်ကလည်းမငြိမ်ဘူးဆိုတဲ့အချိန်ကိုကြာလို့ရှိတွေ့လာတယ်သာသာနဲ့တရားအားထုတ်ကောင်းတယ်ကောင်းတဲ့ကောင်းဖို့မကောင်းတဲ့ဉာဏ်မကောင်းတဲ့အပိုင်းကြာလို့ရှိတွေ့အဲ့ဒီအခက်အခဲရှိအခက်အခဲကိုဖြေရှင်းဖို့အတွက်မြတ်စွာဘုရားရှင်ကဒီပညာပေးခဲ့ပါတယ်အဲ့ဒါကိုဘုန်းကြီးတို့တန်ယုတ်တာနိမဟာဝကတန်ယုတ်တတိပဋ္ဌာနာတန်ယုတ်အံဘာပါဠိဝတ်မှာဘိက္ခုဝိပဿနာတော့ဆိုပြီးတော့တရားရှိပွားနေထားတဲ့ဘိက္ခုမှာညာကိုမြတ်စွာဘုရားကအရှင်အနန္ဒာကအစဉ်ပြောကြားပုံကိုဘုန်းကြီးတို့ထားပြီးတော့ဓမ္မနာပြီးပါမယ်မြတ်စွာဘုရားလက်တော်ရှင်ညာရှိနေတာသာဝတိပြည်နာရတဲ့တေသောဝုဒ္ဓနဲ့စေတပုံကျောင်းတော်မှာအရင်လုံးတော်ဆင်မှာအရှင်အနန္ဒာကမြတ်စွာဘုရားရှင်ရဲ့ဝိဟာဝိသဥပဒါကအလိုကြည့်ဖြစ်ခဲ့တယ်။ဉာဏ်တော်ရဲ့ပိဏဘတူရင်းဆိုတာရှိပါတယ်။နာမည်ဘုရားအလေးရောက်လို့ရှိရင်သာဝတိတွေတော့ပြီးတော့ဆုံးခံကြရတယ်။အရှင်အနန္ဒာကတည်းကသင်္ကန်းလေးရုပ်ပရိသေပါရတော့သာဝတိတွေဆုံးခံကြဆုံးနေတဲ့အတွက်ကြောင့်ဘိက္ခုနီကဒီရဲ့အကြောင်းခက်တာကနာဝင်နေနာအဲဒီမှာဘိက္ခုနီမကအရှင်အနန္ဒာနဲ့တွေ့တော့မနေ့ကလူစီယာကြီးလူတို့တော့ဇာတိပေါ့ဒါဇာတိဆောင်းခဲပရိသေလူပြီးတော့စကားပြောတယ်မောင်ကြီးအနန္ဒာကြီးတဲ့အမဘုရားတတိပဋ္ဌာန်တရားအားထုတ်တာပိတ်ကောင်းတာပဲရှစ်အမှန်နဲ့နောက်အမှရှစ်တတိနဲ့နောက်တတိရှစ်အာရုံနဲ့နောက်အာရုံပေါ့တမျိုးစီတစ်မျိုးစီပြောင်းလဲပြီးတော့သွားနေတဲ့တရားလေးမှတ်ရတယ်ထူးခြားခြားပြရတယ်အဲ့လိုလျှောက်တာအရှင်အနန္ဒာကပြန်ပြောကြတယ်ဘုရားဟောတဲ့တတိပဋ္ဌာန်တရား၄ပါးကိုပွားများရင်တဲ့တရားတွေဆိုတာထူးခြားခြားပြရတာပဲလို့သူတို့ပြောတဲ့တရားတွေကိုလက်ခံပြီးတော့သာဝတိကြီးပဲကိုဆုံးဖြတ်ကြွားသွားခဲ့တယ်အရှင်အနန္ဒာကဆုံးဖြတ်ပြန်လို့ဒီဘုရားကျောင်းတော်ရောက်တော့တတိကလေးချဘုရားရှင်ကဝိယဝိသသွားလို့ရည်ဘိက္ခုနီမကြီးလျှောက်တယ်တကားကိုလျှောက်တယ်မြတ်စွာဘုရားဘိက္ခုနီမကြီးတတိပဋ္ဌာန်တရားအားထုတ်တာရှင်မအောင်မနဲ့စိတ်ကလေးတွေကအာယုန်ထဲမှာပါပြီးစိတ်ကလေးတွေပြီးပြီလို့ကောင်းတယ်ဗျာလို့ဆိုထားကြတယ်ဟုတ်တယ်လို့ပြောတော့လည်းခံခဲ့ပါမယ်အဲ့ဒီအခါမှာမြတ်စွာဘုရားရှင်ကပြောပါတယ်ခြေသားအနန္ဒာဒီလေးအနန္ဒာတတိပဋ္ဌာန်အားထုတ်တာအစပိုင်းမှာကောင်းတာရှိပါတယ်နောက်ပိုင်းကြာလို့ရှိရင်အထိုင်များတာဣရိယာပုတ်တွေမမြတဲ့အခါလို့ရှိရင်ခန္ဓာကိုယ်ထဲမှာတဲ့ခန္ဓာကိုယ်ဆိုတဲ့ကာယရဏဆိုတဲ့ရုပ်ခန္ဓာကိုယ်ဒီအာရုံကြီးရဲ့မှာစိတ်ကရောက်နေတဲ့အခါကျတော့ထူတာတွေညောင်းတာတွေကြည်နာတွေကိုက်တာတွေတဲ့ရုပ်တွေသိထူတာပဲကိုယ်ကကာယပရိလာဟောခန္ဓာကိုယ်ရုပ်တရားတွေသိထူတယ်ခန္ဓာကိုယ်ကြီးရလည်းလည်းတော့ဗတ်တဲ့မအားလည်းမကိုက်တော့စိတ်ကလည်းခန္ဓာကိုယ်ထဲမှာမနေရတော့ဘူးတဲ့ကမ္မဋ္ဌာန်းအာရုံကနေပြီးတော့မျ
ရိတ်တာထဲမှာဓမ္မယုံထဲမှာတရားကအားထုတ်နေတဲ့ခန္ဓာကိုယ်ကြီးတော့နေတယ်ပေါ့တဲ့စိတ်ကအပြီးရောက်ရောက်သွားတယ်ဣဇာတာထဲမှာမနေတော့ရိတ်တာအားရုံတော့အပြင်ကိုထွက်သွားတဲ့အခါကျတော့ဒါဖြစ်တယ်လေစေတတော်ဒီနာထမှာဒီနာစိတ်ကြီးကတွန့်ဆုတ်တယ်စိတ်အားကြီးပျော့ပြီးတော့စိတ်ဓာတ်ကြီးညော့သွားတဲ့အခါကျတော့တဲ့ရိတ်တာစိတ်ဓာတ်ဝိက္ခမတိရဲ့စိတ်ကြီးအပြင်ရောက်သွားအိမ်ထဲပြန်သွားဒါနဲ့တတိယနဲ့ပြန်သွားဈေးရောက်သွားအလုပ်တွေရောက်သွားတယ်အဲ့ဒီစိတ်ကြီးမပြီးတဲ့တော့ဘူးတဲ့အဲ့ဒါကိုနောက်ပိုင်းကျုံလာအောင်အနန္တာကြီးလို့ရှိအနန္တာကိုသက်သာပြရှင်ပြောပြပါတယ်တချို့ကခန္ဓာကိုယ်ပြပန်းတဲ့အခါကျတော့တရားမှာဘုဒ္ဓကြီးထိုင်ဒုဒကကိုလည်းပိုင်းထိုင်ပြီးရတချို့ကြတယ်မစိတ်ကစိတ်ကြရမငြိမ်လို့ပြပန်းတာအိမ်ငိုင်းလို့နေကြတာပေါ့လေလုံပြီးပေါ့အာယုံကြောင့်မျိုးပဲပြကြပြင်ပန်းကြအဲ့ဒီလိုပြုတ်တဲ့ပြင်ပန်းနဲ့ခန္ဓာကိုယ်ရဲ့ပြင်ပန်းနဲ့စိတ်လည်းမငြိမ်တော့ဘူးဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကအာယုံကြောင့်ခိုင်းပါတယ်မဏိတာအာယုံမမတ်တော့အဲ့ဒီအလုပ်ကိုမလုပ်တော့ခဏလက်ထားတယ်ဒါပေမဲ့ဒီတိုင်းနေမတ်လို့ကောင်းတယ်လို့လို့ကောင်းတယ်အလုပ်တော့ရောင်းနိုင်နမိတ်ရောင်းနိုင်တယ်နမိတ်ဆိုတာအာယုံကိုရှုမှတ်စရာအာယုံပရိထားစရာအာယုံရှုမှတ်စရာနမိတ်ရှုမှတ်စရာဒီနမိတ်အာယုံကိုရောင်းနိုင်တယ်အလုပ်ကြောင်းလာတယ်ဆိုတော့မြတ်စွာဘုရားအာနန္ဒာကိုယ်ပင်ပန်းစိတ်ပင်ပန်းနေတဲ့အတွက်ကြောင့်လို့စိတ်ပင်တဲ့အတွက်ကြောင့်လို့ငါဘုရားရှင်ဟောကြားတော်မူတဲ့စိတ်ထဲမှာအာရစရာကြည်နူးစရာဝမ်းသာစရာကောင်းတဲ့တုတ်တဲ့ဒေသနာရဲ့ပုဂ္ဂိုလ်ကိုတဲ့ရွတ်နေလိုက်ပါဖတ်နေလိုက်ပါနားထောင်နေလိုက်ပါနာကြားတဲ့တရားလေးကိုအထီးရနေလိုက်ပါအဲ့ဒီကိုစိတ်ကလေးကအာယုံကတခြားအာယုံတွေပေါ်မှာစိတ်ကိုပြောင်းထားလိုက်ပြီးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကအဲ့ဒီရဲ့နမိတ်အာယုံရှုရင်းရှိခွဲအာယုံလေးပေါ်မှာမှတ်နေရတဲ့အတွက်ကြောင့်မို့တဲ့စိတ်ထဲမှာပါမုစနေလို့ထိုင်လို့ခန္ဓာကိုယ်မှာကောင်းတာလေပါမုစဝမ်းမြောက်တာပါမုစနေလို့ထိုင်လို့ကောင်းဝမ်းမြောက်မှုဖြစ်လာတဲ့အခါတော့တဲ့အနန္တကြီးအကျိုးကပီတိကိုရတဲ့စာကိုတည်တဲ့တရားလေးကိုလွတ်ဆိုးပြီးမှနေရတဲ့အခါကျတော့တည်တည်ငြိမ်ငြိမ်လေးထားနေလို့ထိုင်လို့ကောင်းတာလေတဲ့ခန္ဓာကိုယ်လည်းပေါ်ပါလာတဲ့တာလေးကိုလုံလာတဲ့အဲ့ဒီပီတိဖြစ်ပြီးတော့လည်းတဲ့အဲ့ဒီတရားရှုမှတ်လို့မကောင်းတဲ့အာယုံပေါ်မှာစိတ်ကြီးပူမိရတာရှိတော့ခန္ဓာကိုယ်လည်းမပူတော့ပတ္တိအပူရိယေအပူရိယေဆိုတော့နောက်ကဆက်လိုက်တာခန္ဓာကိုယ်မှာချမ်းသာလာတယ်စိတ်ထဲမှာလည်းချမ်းသာလာတယ်ပြောလာတော့ယာတိတာအာယုနာတိတာတရားလေးအတ္တိယတရားလေးပေါ်မှာစိတ်ဝင်စားပြီးတော့စိတ်ကူးစဉ်းစားတာရှိတော့ဘူးစိတ်ကြီးပြီးသွားတမာတိရသွားပြီတဲ့အဲ့ဒါကြောင့်ချစ်သားရေးယုတ်ဝေဒနာကဆိုပြီးစိတ်ကြီးကမငြိမ်ဘူးဆိုရင်တော့ဓမ္မတာအာယုတစ်ခုခုကိုပြောင်းလိုက်တော့ဒါကိုပဲဥပဒနာကိုခဏထားပြီးတော့ဓမ္မတာကိုပြောင်းလိုက်တဲ့ကြောင့်ပဏိဌာနဘာဝနာလို့ခေါ်ပါတယ်မြတ်စွာဘုရားရှင်ကအာယုနမိတ်ကြောင့်စိတ်ကလေးကြီးငြိမ်လာပြီဆိုမှငကိုကမမရတဲ့လာအာယုကိုတဲ့အခုစိတ်ကလေးကြီးငြိမ်ပြီဆိုရင်ဒီမှတ်နေတယ်အခုအစ်စ်မှတ်လိုက်တဲ့အာယုကိုခဏကြာပြီးတော့အဟောင်းအာယုကိုပြန်ပြီးတော့မှတ်လိုက်ပါအဲ့ဒီသင်ကြားပေးပါမယ်ဥပမာတော့ပြထားပါကျန်စိုက်ပြီးတော့ကျန်ကြီးကျန်တဲ့ကဖြစ်တဲ့ကျန်တဲ့လောက်ကိုပြပါပေးတာကျန်စိုက်တဲ့ကျန်တဲ့ကဘာကြီးဟာကျန်ရင်းကနေပြီးတော့ကျန်ကြီးကိုထားလာပါတယ်နေရာတဲ့ဘုရားပြည့်တယ်မှာပြင်ထားတယ်တိပိအောက်လေးမှာခဏခဏ
ကြံလေးအောက်ကိုချပြီးတော့ကြီးရတဲ့ဆာတော့အဲ့ဒီကြံကိုပဲခုံလေးခွာပြီးတော့အစမ်းနဲ့ဝါပြီးတော့ကြံလေးတောက်ပါတယ်နားလည်းနားရတယ်ကြံလေးနဲ့တောက်လိုက်တယ်အမောပြီးတော့ကြံပြီးကိုကြံထမ်းပြီးတော့ကြံချက်တဲ့စိတ်ကိုသွားခဲ့ပါတယ်အမောလည်းပြီးသွားတယ်ကိုပါလာတဲ့ကြံစည်ရကြံလေးကိုလည်းတောက်လိုက်အဲ့ဒီလိုပါပဲတရားရှုမှတ်နေတဲ့ယောဂီတွေမှာလည်းစိတ်ပင်မှာကိုယ်ပင်မှာဖြစ်လာလို့ရှိရင်ဘုရားဟောတဲ့ဒီကကထာပွားများရမယ်ဘုရားရှိတဲ့ဂုဏ်တော်တွေဟောလုပ်ငန်းစီအကြောင်းအဲ့တော့ဓမ္မဘုဒ္ဓဒီမြတ်စွာဘုရားဟောခဲ့တဲ့တရားအဋ္ဌနာတော်တွေကိုတတိယနေ့လာရမယ်အရှိရလာကြရမယ်သံဃာဘုဒ္ဓဒီတရားဖြစ်နေတဲ့သံဃာတော်ကြီးတရားစာပြီးဟောပြအင်းကြားနေတဲ့သံဃာတော်ကြီးကိုကြည့်ကြည့်လာကောင်းတဲ့သံဃာတော်ကြီးအကြောင်းတွေကိုတတိယရမယ်။နောက်တော့တရားအားထုတ်ပြီးတဲ့ဒီမှာအာဝရှိပါလာတဲ့လုံးချုံလို့ကိုယ့်ရဲ့ဒီလာတဲ့လုံးချုံကိုအပြည့်ကင်းဖို့ပြန်ပြီးတော့သီလဘုဒ္ဓတိကံပွားရမယ်။ဒီလိုတရားအားထုတ်တဲ့အခါမှာမိမိတတ်နိုင်တဲ့များပစ္စည်းတွေလာကြတာဥပမာအဖြစ်ဒီမှာတရားဘုရားတော်အားဖြင့်ပေါ်တယ်ခဏဒီပါဠိလူချမ်းသာတာစနေမှာစာစရာရဲ့ပြောရည်လောင်းကြတယ်ပုံပြီးလောင်းကြတယ်တော်ရည်ကကြတယ်ဆိုရင်ချက်ကြကြတယ်အဲ့ဒီချက်ကြခဲ့တဲ့ကုသိုလ်ကောင်းမှုတွေနာလူလည်းယူသိချမ်းသာပါတယ်တရားတွေပေါ်ပြနိုင်တယ်တရားတွေအားထုတ်နိုင်တယ်မိမိရဲ့အတူအကြောင်းကိုပြန်ပြီးသိသိပါတယ်ဒီဘဝကနေပြီးတော့မှဘဝတဏ္ဍာမဆုံးသေးလို့နောက်ဘဝအပွဲရတော့မယ်ဒီကနေ့ကာလမှာဆိုရင်တော့တရားရှိဖို့တရားနာတန်ခါမှုလေးစားထောက်ပံ့မယ်ကိုကြည်ကြည်လာအောင်မယ်အလူဒါနပြုရတဲ့ကောင်းမှုကံကြောင့်လူဘဝရဲ့အာရုံနဲ့ကောင်းမှုရှိတဲ့သူဆောင်ရနတ်၆ကပေါ်ရဓမ္မ20ပေါ်မြတ်တာတရားတွေပွားထားတဲ့အဲ့ဒီပုံတွေကိုရောက်နိုင်တယ်နာမအဲ့ဒီကုသိုလ်တွေရှိတယ်လို့ဒီကနေ့ကာလမှာလည်းစိတ်ချမ်းသာဖြစ်အောင်နမိတ်ပါကိုကြောင်းလိုက်ပါညစာဘုရားရှင်အဲ့ဒါဆိုရင်စိတ်ချမ်းသာပါဘူးချမ်းသာပြီဆိုတာအဲ့ဒီလိုကိုကြာလာမှတ်လို့ရတဲ့ဝေဒနာတွေပေါ့စိတ်တော်တရားတွေခံပါပါဒါဥပဒနာရှုမှတ်ရင်မကောင်းမှုရှိတဲ့တခါအားကြောင်းနေတဲ့တရားကိုဒါကိုပဲပဏိဒါယဘာဝနာလို့ရှင်းတာပေါ်ပြရပါတယ်ဒါဥပဒနာတွေရှုမှတ်မကောင်းသမထကိုပြောင်းရင်ခြားပြတဲ့ထံနောက်ပိုင်းတော့ယောဂီတရားတော်တွေကိုသိလာတဲ့အခါကျတော့သမထကိုပြောင်းတော့ဥပဒနာတဲ့မှတ်တော့တာခန္ဓာကိုယ်မှာပေါ်လာတဲ့ယုတ်တရားတွေအန္တရာယ်စိတ်တရားတွေဝေဒနာကာယဥပဒနာကာယယုတ်တရားပေါ်လာယုတ်မှတ်တဲ့ဝေဒနာကိုခံစားရတဲ့အကောင်းဆုံးတွေတခါတည်းမှတ်တော့စိတ်ထဲမှာလည်းပေါ်လာတဲ့တိုင်းမှာစိတ်ဓာတ်ဥပဒနာဓမ္မဥပဒနာကတော့ယုတ်တဲ့နာတဲ့ဒီကြာရင်ကြာနိုင်နိုင်ဆိုင်စားဖြစ်ဖြစ်တွေ့တွေ့ဒီလိုလေးမှတ်တော့မရတော့မရဘူးနဲ့တခါတည်းမှတ်နိုင်တော့ဒီခန္ဓာရဲ့သမာဓိကိုမှတ်တော့တဲ့ဘာဝနာတော့အပနိဒါယဘာဝနာအမထာကိုကြောင်းတော့ဘူးအဲ့ဒါကြောင့်ဥပမာလေးကတော့ခီးသွားရောက်ကြတော့သူ့ရဲ့တစ်ပိုက်တော့ဒီနေ့စံတော်အိတ်ကြီးတယ်ပါခဏလေးထဲထည့်ပါတယ်ဒီနေ့ကတော့ချိုးချီလို့ဒီပီလို့ချိုးကလေးထည့်ပါတယ်နည်းနည်းလေးခန္ဓာကိုယ်ပြင်လာပြီးဆိုရင်ကိုယ့်ရဲ့ပုံစံအရပိုက်တွေကအိတ်တွေကချိုးချီလို့ဒီနေ့ကိုစားပြင်လာနေရကြောက်ပါမယ်နည်းနည်းတော့ပြင်လာနေစားအဲ့လိုမရတဲ့အခါမှာအဲ့ဒီပါလေတန်းဆုံးတော့မှတ်သွားလိုက်တဲ့အခါကျတော့အဲ့ဒီတန်ရောက်တော့ချမ်းချမ်းသာအချိန်မကြာတော့ဖြစ်တာကအခါရောက်ရောက်ပါယောဂီတွေလည်းတရားထုတ်တဲ့အခါမှာကောင်းတာဒီပေါ်လာရင်ကောင်းတာဒီမှတ်ကြာတော့ဆိုးတဲ့ဝေဒနာတွေပေါ်လာရင်ကောင်းတဲ့စိတ်တွေပေါ်လာရင်ပေါ်တဲ့ဓမ္မပြီးမှသွားလိုက်တဲ့နောက်ဆုံးတော့သောတာပန်တဲ့တရားကိုယုံကြည်တယ်တရားကိုလေးစားတယ်သံဃာကိုဉာဏ်လို့
ကိလေသာတွေကုန်သွားတဲ့ဉာဏ်ဓာတ်ကိုရောက်သွားတဲ့ဒါကတော့အတ္တဓာတ်နဲ့အတ္တဓာတ်ကိုအဲ့ဒီအချိန်မှာငြိမ်းချမ်းချမ်းနဲ့မိမိရဲ့ဘုရားသာသနာတာဝန်တွေလောကတာဝန်တွေကိုတဲ့ခန္ဓာရှိတဲ့ဉာဏ်ဆောင်သွားခဲ့ပါလေ။ဒါကြောင့်ယောဂီတို့တရားရှိမှတဲ့နေရာမှာကိုယ်မိမိကိုယ်စစ်ဆေးပြီးတော့စိတ်ချမ်းသာတဲ့ဉာဏ်လေးကိုရှာဖွေရပြီးဆိုလို့ရှိရင်တော့နာလာတဲ့တရားစခန်းတွေမှာဒီနဲ့ပွားများအားထုတ်ပြီးတော့ယောဂီကိုလူချင်းနဲ့စီးရဲမလို့ရှိတဲ့ချမ်းသာမှုတွေမှာလည်းဒီနဲ့ကြည်ကြကြပါလို့ဘုရားရှင်ကမိလာခဲ့တဲ့အတွက်အခြေလေးပါဉာဏ်တရားကိုဒီနေ့ကနောက်ဆုံးဟောကြားရတဲ့အဆုတ်တတ်တာကိုအားလုံးကိုယ်စိတ်နဲ့ကြားကျမ်းမှာချမ်းသာစွာဖြင့်လောကအာသနာကျိုးဘယင်းနဲ့ယင်းနာနိုင်ငံလူနိုင်ငံသားတွေတော့ဘာလို့သားတို့ရဲ့အလုံးသားတွေမှာမိမိကြည်လုံးထားတဲ့ဟောဒီတရားဓမ္မတွေကိုဉာဏ်နဲ့ချမ်းသာပြီးနေတဲ့ပါရမီရှိသူတို့ဉာဏ်ဖြစ်ကြပါစေလို့ဆုတောင်းပြီးဒီလိုချုပ်ပါတယ်အားလုံးကိုယ်စိတ်တရားကျမ်းမှာချမ်းသာကြပါစေသာ